ကျွန်တော်မိတ်ဆွေများမင်္ဂလာပါဖုန်းပြရှန်ဖျားရီတော်နေမျိုးစတိတိတွေလောက်မှာကျိုးစွာပါတယ်ကျွန်တော်ဒီနေ့ညပေါ့နော်ဒီနေ့ညခုဆိုရင်7 နာရီကျော်ပြီပေါ့နော်ကျွန်တော်တို့7 နာရီညတိုင်းဆင်းနေတဲ့လုပ်ငန်းခွင်တွေပါဘယ်နေကောင်ကတော့ဒီချိန်တွေထိတော့ပြီးသွားပြီပေါ့နော်ကျွန်တော်ဒါကတော့နောက်နှစ်ကြာရင်အထဲဝင်ပြီးစစ်စစ်လို့ရအောင်လို့ maintenance အတွက်ပေါ့နော်ဒါတကယ်ပေါက်လေးထားတာပတ်တာလေးနဲ့တော့ကက်လေးနဲ့လုပ်ပြီးမလို့ပေါ့နော်ဒါတကယ်ပေါက်ဒီကတော့အပေါ်လုံးအပေါ်စတီးပြတော့အကုန်အပြည့်ပိတ်မှာပေါ့နော်အပေါ်အခင်းတွေအကုန်လုံးကစတီးပြပိတ်မှာကျွန်တော်ဒီနေ့ညတိုင်းဆင်းတာပြီးတဲ့လောက်လေးတော့ညတိုင်းဆင်းနဲ့ကျွန်တော်တို့နောက်တစ်ဆောင်အတွက်ဒီဇိုင်းထိုင်နေတာပေါ့နော်နောက်တစ်လုံးအတွက်ဒီဇိုင်းထိုင်နေတာကျွန်တော်မိတ်ဆွေတို့လည်းဇီရီနဲ့ပတ်သက်လို့ဒီမြင်ကျင်တာရှိတယ်ဆိုရင်ကျွန်တော် Viber ဖုန်းနံပါတ်0951863889ကိုဆက်သွယ်ပြီးတော့စုံစမ်းလို့ရပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာရှိသောနေ့ရက်များကိုပိုင်ဆိုင်နိုင်ကြပါစေမင်္ဂလာညချမ်းပါခင်ဗျ